င်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာစဝါဒီခါစဝါဒီခါထောက်လိုက်ခါအဲ့ထောက်လိုက်ခါကြီးရတယ်ပါစက်တည်းဆိုရင်ကိုရီးယားသွားလို့ရှိရင်အဲ့ထောက်လိုက်ခါမင်းအဲ့တော့ကျွန်တော်ကအာတလူရှင်တော်အောင်မင်းကြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဘိုးကြီးကရဲဘော်ကြီးအစီအစဉ်ကရဲဘော်ကြီးလည်းဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်တီဆိုဖြော်ပြနေတဲ့တခြင်းကကျွန်တော်တို့နိုင်ငံမှာကျွန်တော်နိုင်ငံကြီးကအဖက်ဖက်ကပြင်းနေတယ်အဲ့တော့မခောက်ကြပြီမခောက်ကြကျွန်တော်နိုင်ငံကြီးကအဖက်ဖက်ကနေယိုယွင်းနေတယ်အဲ့တော့အဲ့ယိုယွင်းနေတဲ့ဟာကိုပြန်လဲထူထောင်ဖို့အတွက်ကိုကျွန်တော်တို့ညီတွေမှာရဲဘော်တွေကအတိုက်ပွဲတွေဝင်နေကြတယ်အဲ့တော့ကျွန်တော်တို့ပွဲကပြီဆိုလို့ရှိရင်လည်းဘာအတွက်လဲဆိုတော့သိတယ်မလားသိလားလို့ဟောပြန်လည်းမပြောဘူးနေတော့ဟောတက်အဲ့တော့ကျွန်တော်တို့ဒေါင်းကားတဲ့နေ့ဆိုရင်အချင်းလေးနဲ့ပြောလို့ဆက်ချင်ပါတယ်ခင်ဗျာခဏကြာတယ်ခုကြာအေးစွလေချကြအောင်နော်